Zipper poly နဲ့ camera 3 လုံးပါဝင်ကြည့်လိုက်လို့ရှိရင်အဲ့ကောင်ကအနောက်မှာဘာမှမရှိနေဆိုတော့အဖြေရရှင်းရှင်းလေးပါလူတွေကကြီးမှကြိုက်တယ်ရှေ့မှကြိုက်တယ်များမှကြိုက်တယ်ကဲဘော်ရာတို့အခုနောက်ပိုင်း budget phone တွေဝယ်လိုက်လို့ရှိရင်နောက်မှာ camera တွေက3လုံးလို့4လုံးလို့2လုံးလို့မသိလို့ရှိရင် DSLR camera ကြီးအလားနောက်မှာတော့ share အထည်ကြီးတွေပဲထည့်ပြီးတာ Zipper poly နဲ့ camera 3 လုံးပါတယ်တို့ camera 4 လုံးပါတယ်တို့ဆိုတော့ပျော်သွားလားမပျော်နဲ့ဆိုတော့အဲ့ဒီ camera 2 လုံး 3 လုံးထဲမှာအဓိကအလုပ်လုပ်တာ camera 1 လုံးပဲအလုပ်လုပ်ပြီးတော့ကျန်တဲ့ဟာတွေကဒီဖုန်းနောက်ကကြည့်လို့ကောင်းမှုလို့လှဖို့လို့နောက်တစ်ဆင့်အနေနဲ့ market အရာသိရမလားဆွဲဆောင်လို့ရအောင်ကင်မရာ3 လုံးပါတယ်လို့ပါလို့ထင်လို့ရအောင်ဆိုပြီးတော့ဒီဇိုင်းအနေနဲ့ပဲအပိုတွေရှောက်ထည့်ထားတာဗျာနောက်မှာတော့ကင်မရာလိုဝိုင်းတစ်ဝိုင်းပါမယ်မှန်ဘလူးလိုအလုံးလေးပါမယ်ဖွင့်ကြည့်လိုက်လို့ရှိရင်အဲ့ကောင်ကအနောက်မှာဘာမှမရှိနေဘူးတကယ်လို့ရှိနေရဆိုလို့ရှိရင်လည်းမာလာပုံးနဲ့ socket တွေပါတယ်မ join ထားဘူးတကယ်တမ်း join ထားတာတစ်လုံးပဲရှိတယ်ဒါမျိုးတွေဖြစ်နေတတ်တယ်အဲ့တော့ဒီနေ့မှာတော့ဂျင်းကဘာတွေကပေါ့နော်ဂျင်းကဘာတွေက budget phone တွေရဲ့ကင်မရာမျက်လှည့်တွေအကြောင်းကိုကျွန်တော်ဖော်ထုတ်သွားမယ်ဗျာအရင်ဆုံးစဉ်းစားကြည့်အောင်ကုမ္ပဏီတွေကဘာလို့ဒီလိုမျိုးလုပ်တာလဲဆိုတော့အဖြေရရှင်းရှင်းလေးပါလူတွေကကြီးမှကြိုက်တယ်ရှေ့မှကြိုက်တယ်များမှကြိုက်တယ် What the fuck bro အဲ့ဒီဘောတရားကိုသိထားတဲ့ကုမ္ပဏီတွေကကြီးကြရှေ့တွေထည့်ပါခင်ဗျားဆိုရင်လည်းဖုန်းတစ်လုံးဝယ်ဖို့ဖုန်းဆိုင်တစ်ဆိုင်ကိုသွားမယ်ကင်မရာတစ်လုံးနဲ့နောက်မှာပါတဲ့ဖုန်းကလည်း3 သိန်းကင်မရာ3 လုံးပါတဲ့ဖုန်းကလည်း3 သိန်းဆိုရင်ခင်ဗျားရွေးချယ်မှုကတေးကြတဲ့90%လောက်ကခင်ဗျား3 လုံးပါတဲ့ဟာကိုပဲ choice လုပ်သွားမှာတကယ်တော့အနောက်မှာအလုံး3 လုံးပဲပါတယ်ကင်မရာတကယ် real ကင်မရာတစ်လုံးပဲပါတယ်ဟိုကောင်ကတော့ရိုးရှင်းရှင်းပဲဘာမှမလိမ်ညာဘူးတကယ်တစ်လုံးကတစ်လုံးပဲ3 သိန်းဟိုကောင်ကတော့မဟုတ်ဒီဇိုင်းရရှောက်ပြီးတော့နောက်မှာကင်မရာပုံစံထည့်ထားတယ်3 သိန်းဒါပေမဲ့လူရွေးချယ်တော့ဘာကိုရွေးချယ်လဲကြီးကြရှည်ခုနကပြောလို့ပဲအများတဲ့ဟာကိုပဲရွေးချယ်သွားကြတယ်ဒါကြောင့်လို့ထည့်ထားရတယ်ပါတာဈေးနှုန်းရ budget phone တွေကကြတော့ဒီက real camera 3 လုံးထည့်ပေးဖို့အတွက်ကတော့သူတို့လည်းအဆင်မပြေနိုင်ဘူးအဲ့တော့ design engineer တွေကအတွေးတွေပေါ်ပြီးတော့စိတ်ကူးညံ့နေကွန်မြူသွားပြီးတော့အတုတွေထည့်ပေးကြတော့တာပဲအဲဆိုငါဖုန်းကဂျင်းဖုန်းလားဆိုပြီးတော့ဖွင့်မကြည့်ပဲစမ်းတက်လို့ရတဲ့နည်းလမ်းတစ်ခုရှိတယ်ဆိုတော့စမ်းတက်ပြမယ်နော်ကင်မရာ app ထဲကိုဝင်လိုက်မယ်ဒီမှာတော့ချိန်တာပေါ့နော်ချိန်နဲ့အနောက်ကဒီကင်မရာကိုလက်နဲ့ပိတ်လိုက်လက်နဲ့ပိတ်လိုက်မယ်ဆိုတော့သူကတကယ် main camera ဖြစ်တဲ့အတွက်သူကပိတ်သွားမယ်ပေါ့နော်ပိတ်သွားမယ်ပေါ့ဟုတ်ပြီနောက်ထပ်တစ်လုံးဒီကောင်ကိုလက်နဲ့ပိတ်လိုက်ဒီကောင်ကိုတကယ်လက်နဲ့ပိတ်ထားပြီမဲ့ဒီမှာဘာအဖက်မှမဖြစ်နေဆိုတော့ beauty မှာအဖက်ဖြစ်မလားမဖြစ်ဘူး portrait မှာအဖက်မဖြစ်ဘူး super night မှာအဖက်မဖြစ်ဘူးvideo မှာလည်းသူဒီပိတ်ထားပြီမဲ့အဖက်ဖြစ်မနေဘူး short video မှာလည်းအဖက်ဖြစ်မနေဘူးဆိုတော့သူဒီလုံးဝအလုံးမလုံးပဲနဲ့ဒီတိုင်းပါနေတဲ့ဟာဆိုတာပြေးကြပါဘူး။အားကြောင့်လဲဆိုတော့ဒီပေါ်ဟာကိုတကယ်လို့ပိတ်ထားမယ်ဆိုလို့ရှိရင်ဒီမှာပိတ်ထားတဲ့အတိုင်းအကုန်လုံးကပိတ်ထားတယ်ဘာမှမပေါ်လာဘူး။ဆိုတော့ဒီနည်းနဲ့စမ်းကြည့်လို့လည်းရပါတယ်။ဆိုတော့နောက်တစ်ခါဖုန်းဝယ်မယ်ဆိုလို့ရှိရင်ကင်မရာဘယ်နှလုံးပါလဲဆိုတာထက်ကင်မရာ megapixel ဘယ်လောက်လဲစင်ဆာ size ကဘယ်လောက်လဲဒါမျိုးတွေကိုကြည့်ပြီးတော့ဝယ်တာကတော့ကိုယ့်အတွက်ပို့ပြီးတော့ပေးသလောက်ရတာပေါ့နော်ခုနကပြောလို့ခုနကလည်းပေးသလောက်မရဘူးလားတော့မဟုတ်ပိုတော်ရသေးတယ်ဒါပေမဲ့အတုတွေရတာအဲ့တော့အဆင်မပြေနေဘူးပေါ့ဆိုတော့မိတ်ဆွေတို့ရဲ့ဖုန်းကရောကင်မရာဘယ်နှလုံးပါပြီးတော့ဘယ်နှလုံးကဂျင်းအလုံးလဲဆိုတော့ကိုမတ်မှာဝင်ရေးခဲ့ကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်